ဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ဒေါအောင်ဆန်းစုကြည်အတွက်ကောင်းမွန်တာတွေလုပ်ပေးဖို့မြန်မာကစဉ်းစားနေတယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောကြားလိုက်တဲ့သတင်း။နေပြည်တော်လေဝေးကစစ်အုပ်စုတပ်စခန်းကိုတော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်း။နဖဲမြို့နယ်ကကပ္ပစ14စက်ရုံကိုရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်တဲ့သတင်း။လက်ပတန်းမှာစစ်အုပ်စုတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်လူ4ယောက်သေဆုံးသွားတဲ့သတင်းနဲ့တရားစီရင်ပိုင်ခွင့်အပေါ်ဒူတာဒေးဘက်ကကန့်ကွက်ချက်ကို ICC တရားရုံးပယ်ချလိုက်တဲ့နိုင်ငံတကာသတင်းတွေအပြင်ဒီနေ့အတွက်နောက်ဆုံးရရွှေစည်းနဲ့ငွေစည်းကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာဖန်စီသိမ့်သိမ့်ခံထားရတဲ့ဒေါအောင်ဆန်းစုကြည်အတွက်ကောင်းမွန်တဲ့အရာတွေလှုပ်ဆောင်ပေးဖို့စဉ်းစားနေတယ်လို့2026သမ္မတမင်းအောင်လှိုင်ကပြောကြားလိုက်တဲ့အကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးကဗုဒ္ဓဟူးနေ့မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒါဟာ9နှစ်အကြာအာဆီယံအဖွဲ့ရဲ့ဘေးဖယ်ထားခြင်းကိုခံခဲ့ရတဲ့မြန်မာနိုင်ငံအနေနဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆက်ရဲ့ပုံမှန်ပြန်ဖြစ်ဖို့ကြိုးပမ်းနေချိန်မှာအခုလိုပြောကြားချက်ထွက်ပေါ်လာတာပါ။နေပြည်တော်မှာပြုလုပ်ခဲ့တဲ့တွေ့ဆုံမှုအတွင်းထိုင်းဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးစီယာဆက်ကအသက်80အရွယ်ဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့စိုးရိမ်ပူပန်မှုကိုမေးမြန်းခဲ့တာဖြစ်ပါတယ်။ဒီလိုမင်းမြတ်ချက်ပေါ်2026သမ္မတမင်းအောင်လှိုင်ကဒေါအောင်ဆန်းစုကြည်ကိုကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ပြန်လည်ဖြေကြားခဲ့တယ်လို့သူ့အတွက်ကောင်းမွန်တဲ့အရာတွေလုပ်ပေးဖို့စဉ်းစားနေတယ်လို့ပြောကြားခဲ့တဲ့အတွက်ဒါဟာအပြုသဘောဆောင်တဲ့လက္ခဏာတစ်ခုဖြစ်နိုင်တယ်လို့ဝန်ကြီးစီယာဆက်ကသုံးသပ်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဘလို့အရာမျိုးတွေလှုပ်ဆောင်ပေးမယ်ဆိုတာကိုတော့အသေးစိတ်ရှင်းလင်းပြောဆိုတာမျိုးမရှိပါဘူး။လက်ရှိမှာတော့ဒေါအောင်ဆန်းစုကြည်ဟာအမှုပေါင်းများစွာနဲ့ထောင်ဒဏ်28နှစ်ကြာခံနေရတာဖြစ်ပြီးသူ့ကိုဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာကိုတော့အတိအကျမသိရပါဘူး။ဒီကနေ့သတင်းပတ်ကပြုလုပ်ခဲ့တဲ့အကျဉ်းသားလွန်ငင်းချမ်းသာခွင့်မှာတော့ဒေါအောင်ဆန်းစုကြည်ရဲ့ထောင်ဒဏ်6ပုံ3ပုံလောက်သာရှော့ဖို့ခံခဲ့ရတယ်လို့သမ္မတကြီးဦးဝင်းမြင့်ကတော့ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့မြန်မာပြည်ရေးစစ်ကိုအဆုံးသတ်ဖို့နဲ့အာဆီယံနဲ့ဆက်ဆံရေးပြန်လည်ပြည်လည်စေဖို့အတွက်ထိုင်းနိုင်ငံအနေနဲ့ကူညီဖို့အသင့်ရှိကြောင်းပြောဆိုခဲ့ပါတယ်။ဒါအပြင်မြန်မာဘက်ကပူကောင်းတဲ့ဥတီချက်တစ်ခုစီကိုသွားနေတယ်ဆိုတာကိုပြသဖို့ကြိုးစားနေတာတွေ့ရပြီးအာဆီယံထဲပြန်ဝင်လာနိုင်အောင်ကူညီချင်ပေမဲ့မြန်မာကိုယ်တိုင်ကလည်းကြိုးစားဖို့လိုအပ်တယ်လို့ဝန်ကြီးစီယာဆက်ကထည့်သွင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။နေပြည်တော်လေဝေးမြို့နယ်တွေကစေအုပ်စုတပ်စခန်းတစ်ခုကိုတော်နိုင်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဒီတိုက်ပွဲအတွင်းမှာဗိုလ်မှူးတဦးအပါအဝင်စေအုပ်စုတပ်ဖွဲ့ဝင်10ယောက်ထက်မနည်းသေဆုံးသွားတယ်လို့သိရပါတယ်။မနေ့ကဧပြီလ22ရက်မနက်9နာရီဝန်းကျင်မှာလေဝေးမြို့နယ်အောင်ချမ်းသာရွာသေးဖုန်ကြီးကျောင်းအတွင်တက်ဆွဲထားတဲ့စစ်တပ်ရဲ့ခမာရ411ပူပေါင်းတပ်စခန်းကိုတော်လိုင်းရဲတပ်ဖွဲ့တွေကဝေရောက်စီးနှင်းတိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲဟာ15မိနစ်လောက်ပဲကြာနေခဲ့ပြီးအဲ့ဒီစခန်းကိုအလုံးစုံသိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့တန်တောင်မြောက်ပိုင်းစစ်ရေးတာဝန်ရှိသူတို့ကမြစည်းမကိုပြောပါတယ်။ဒီတိုက်ခိုက်မှုအတွင်းဗိုလ်မှူးထွန်းထွန်းလင်းတေဆုံးခဲ့တာဖြစ်ပြီးတော့ဒုဗိုလ်မှူးကြီးတိန်ငိမ့်နဲ့တပ်ဖွဲ့ဝင်တချို့ကတော့စခန်းကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။ဒီစခန်းဟာကရီဒီနေနဲ့နေပြည်တော်ကောင်းစီနေမြင်အဆက်မှာရှိတဲ့နေပြည်တော်အကားစခန်းတစ်ခုဖြစ်ပြီးအင်အား40လောက်ရှိတဲ့အထက်ကမနက်ပိုင်းကင်းလက်ထွက်ချိန်နောက်ချန်စခန်းကိုဝင်ရောက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းကနေ MA အမျိုးအစားတနက်၄လက်ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုစကန်သိမ်းပိုက်ခဲ့ရပြီးနောက်မှာတော့စစ်အုပ်စုဘက်ကအင်အားအများပြားနဲ့စစ်ကြောင်းထိုးလာနေတဲ့အတွက်ထိတွေ့တိုက်ပွဲတွေထပ်ဖြစ်လာနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ဒီစကန်သိမ်းတိုက်ပွဲကို KNLA, KNDO, KNDF နဲ့တခြားမဟာမိတ်တပ်တွေပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးဒီကနေ့ဇန်နဝါရီလအတွင်းကလည်းဒီမျိုးနယ်တွေကအောင်ချမ်းသာကျေးရွာနီးမှာရှိတဲ့စစ်အုပ်စုတပ်ဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပူပါတယ်ခင်ဗျာ။မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့စေအုပ်စုတပ်ရဲ့အမှတ်14ကာကွယ်ရေးပြည်စီစက်ရုံကပ္ပစ14ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုဧပြီလ20ရက်နေ့နေ့လယ်2နာရီဝန်းကျင်အချိန်မှာ CDF အရှိုနဲ့လူပောင်တေတက်မတော် NSA တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြစ်ခတ်မှုအတွင်းမှာဗိုလ်အဆင့်ရှိသူတယောက်အပါအဝင်စေအုပ်စုတပ်ဖွဲ့ဝင်3ယောက်ခန့်မင်းသေဆုံးသွားတယ်လို့ CDF အရှိုဘက်ကပြောပါတယ်။ဒါအပြင်နောက်ထပ်73ယောက်ရဲ့ထိခိုက်ဒဏ်ရာတွေရရှိသွားတယ်လို့ဆိုပါတယ်။ CDF အရှိုအဖွဲ့ခေါင်းဆောင်စလိုင်းရိုရှင်ရဲ့ပြောကြားချက်အရတိုက်ခိုက်မှုဟာစက်ရုံဝင်းအတွင်းကလက်နက်ခဲယမ်းတို့လောက်ယုံတွေကိုဥတီပြစ်ခတ်ခဲ့တာဖြစ်ပြီးစက်ရုံပျက်စီးမှုအခြေအနေကိုအတီးပြုတ်ဖို့ကြိုးစားနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ဤက1000ကျော်ကျယ်ဝန်းတဲ့ဒီကပ္ပစ14စက်ရုံဟာလက်နက်ငယ်ကြီးစံတွေအဓိကထုတ်လုပ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းစေအုပ်စုတပ်ဘက်ကထိခိုက်ဒေဆုံးမှုအခြေအနေတွေနဲ့ပတ်သက်ပြီးမီဇီမအနေနဲ့တိကျအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။နဖဲမြို့နယ်အတွင်းမှာပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ကလည်းစေအုပ်စုတပ်ရဲ့ကင်ပွန်းချုံဂိတ်စခန်းကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကတပ်ဖွဲ့ဝင်10ယောက်ဒေဆုံးသွားပြီးလက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်။
အခုလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး2026သမ္မတမင်းအောင်လှိုင်ဦးဆောင်တဲ့စီအုပ်စုတပ်ဘက်ကတော့တစုံတရာထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူးခင်ဗျာပဲခူးတိုင်းအနောက်ချမ်းလက်ပတဲမြို့နယ်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်အုပ်စုတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်အရက်သားပြည်သူလူငယ်4ယောက်သေဆုံးပြီး6ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။မနေ့ကဧပြီလ22ရက်မနက်7:00နာရီဝန်းကျင်အချိန်မှာလက်ပတဲမြို့နယ်တဲကောဆယ်အနီးကဝန်ကလေးကြီးရောအတွင်ကို2026သမ္မတမင်းအောင်လှိုင်ရဲ့စစ်အုပ်စုတပ်ကဂျက်ဖိုက်တာ2စင်းနဲ့ဘုံသီး10လုံးထက်မနည်းကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကပြောပါတယ်ဒီတိုက်ခိုက်မှုကြောင့်ရေလုံငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့အသက်15နှစ်ကနေ20နှစ်အရွယ်အတွင်းမှာရှိတဲ့လူငယ်4ယောက်နေရာမှာတင်ပွဲချင်းပြီးတည်ဆုံခဲ့ရတာပါ။ပဲခူးတိုင်းပကဖစီရဲတာဝန်ခံရဲ့ပြောပြချက်အရဂီယောအနီးမှာတိုက်ပွဲဖြစ်ပွားနေတာမျိုးဒါမှမဟုတ်တော်လန်ရဲတပ်ဖွဲ့တွေအခြေစိုက်နေတာမျိုးမရှိဘဲစစ်အုပ်စုတွေကပြည်သူတွေကိုပြစ်မှတ်ထားပြီးအကြောင်းတရားသွင်းဖို့အတွက်အင်အားအလွန်ကျွံသုံးကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်လေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ်3လုံးပျက်စီးခဲ့ရပြီးဒဏ်ရာရရှိသူ6ယောက်ထဲမှာကလေးငယ်2ယောက်ပါဝင်တယ်လို့2ဦးကတော့စိုးရိမ်ရတဲ့အခြေအနေမှာရှိရဲလို့ဆိုပါတယ်။တိုင်းပတ်ကပါပြောရေးဆိုခွင့်ရှိသူကတော့စစ်အုပ်စုဟာနေဒီမှာရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရတာကြောင့်အရက်သားတွေကိုရည်ရွယ်ချက်ရှိရှိရဲတန်းတိုက်ခိုက်တာတွေပိုလုလာနေတယ်လို့ပြောပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့လေကြောင်းအန်ဒီယေကိုအထူးဂရုပြုပြီးပတိနဲ့နေထိုင်ကြဖို့လည်းတိုက်တွန်းနှိုးဆော်ထားပါတယ်လူအခွင့်အရေးဆောင်ကြည့်ရအဖွဲ့တွေကလည်းစစ်အုပ်စုတပ်ဟာနိုင်ငံအနှံ့မှာလေကြောင်းကိုအင်အားအလွန်ကျွံသုံးပြီးပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေထိခိုက်အောင်လှုံ့ဆော်နေတယ်လို့ထောက်ပြထားကြပါတယ်ခင်ဗျာဒီရက်တဲ့နေ့ပြီးမှတော့အခုတော့နိုင်ငံတကာသတင်းတွေဘက်ကိုကြည့်အောင်ပါတရားစီရင်ပိုင်ခွင့်အပေါ်ဒူတာဒေးဘက်ကကန့်ကွက်ချက်ကို ICC တရားရုံးကပေးချလိုက်ပါတယ်မီဇီမာဝိုင်းတော်သူဝိုင်းတီကဆက်ပြီးပြောပြပေးမှာပါခင်ဗျာဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတီရဲ့တရားရုံးစီရင်ပိုင်ခွင့်အပေါ်ကန့်ကွက်မှုကိုအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကတရားသူကြီးတွေကဗုဒ္ဓဟူးနေ့မှာပယ်ချလိုက်တဲ့အတွက်သူဟာမူရစေဝါစစ်ပွဲနဲ့ပတ်သက်ပြီးတရားရင်ဆိုင်ရဖို့ရှိနေပြီဖြစ်ပါတယ်။မူရစေသုံးစွဲသူတွေနဲ့ရောင်းချသူတွေကိုနှိမ်နင်းရေးမှာကျူးလွန်ခဲ့တဲ့ဆိုတဲ့လူသတ်မှုတွေအတွက်ဒီဟိတ်မြို့အခြေဆိုင်အပြည်ပြည်ဆိုင်ရာတရားရုံးမှာအသက်82နှစ်အရွယ်ဒူတာတီကလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု3ခုနဲ့ဆွဲဆိုခံထားရတာပါဒူတာတီဟာ2013ခုနှစ်ကနေ2016ခုနှစ်အထိဒါဘာအိုမြို့တော်ဝန်အဖြစ်တာဝန်ယူစဉ်ကာလနဲ့ဖိလစ်ပိုင်နိုင်ငံ ICC ကနေနှုတ်ထွက်ခဲ့တဲ့2019ခုနှစ်မတ်လအထိတပတ်အဖြစ်တာဝန်ယူစဉ်ကာလတွေကကျူးလွန်မှုတွေအဖြစ်ဆွဲချက်တင်ခံထားရတာပါဖိလစ်ပိုင်နိုင်ငံဟာ ICC ရဲ့မူပေါင်းစာချုပ်ဖြစ်တဲ့ရောမစာချုပ်မှာပါဝင်ခြင်းမရှိတော့တဲ့အတွက်နိုင်ငံတွင်းကျူးလွန်ခဲ့တဲ့ဆိုတဲ့ရာဇဝတ်မှုတွေပေါ်တရားရုံးကစီရင်ပိုင်ခွင့်မရှိကြောင်းဒူတာတီရဲ့ရှေ့နေတွေကကန့်ကွက်ထားကြတာဖြစ်ပါတယ်။အဲ့ဒီရာဇဝတ်မှုတွေဟာဖိလစ်ပိုင်နိုင်ငံက ICC အဖွဲ့ဝင်ဖြစ်ရှိနေစဉ်ကာလအတွင်းဖြစ်ပွားခဲ့တာဖြစ်တဲ့အတွက် ICC တရားသူကြီးအနေနဲ့ဒူတာတီရဲ့အမှုပေါ်စီရင်ဆုံးဖြတ်နိုင်ကြောင်းတရားလိုဘက်ကပြန်လည်ခြေပပါတယ်။အောက်တိုဘာလကကနဦးဆုံးဖြတ်ချက်မှာ ICC အချို့စစ်ဆေးရေးရုံးကတရားလိုဘက်ကရက်တီခဲ့ပြီးဖိလစ်ပိုင်နိုင်ငံနှုတ်ထွက်ခြင်းမပြုမီကပင်ဒူတာတီပေါ်စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့တာဖြစ်ကြောင်းဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ပေါ်ခုခံခြေပသူဘက်ကကန့်ကွက်မှုကိုယခုအခါအယူခံတရားရုံးကပယ်ချလိုက်တာဖြစ်ပါတယ်။တရားရုံးဟာအယူခံဝင်တဲ့အချက်၄ချက်လုံးကိုပယ်ချလိုက်ပါတယ်လို့ခုံတမာရီတရားရုံးလူတေကမအီဘန်နီယက်စ်ကာရန်ဇာကပြောပါတယ်။အယူခံတရားလုံးကိုပယ်ချလိုက်ပြီးဖြစ်တဲ့အတွက်ဒူတာတီကိုချက်ချင်းချက်မရှိပြန်လွှတ်ပေးဖို့ခုခံခြေပသူဘက်ကတောင်းဆိုချက်ဟာအလိုလျောက်ပယ်ပြတ်သွားပြီလို့အယူခံခုံရုံးကယူဆပါတယ်လို့သူမကဆက်ပြောပါတယ်။ဒူတာတီရဲ့အမှုမှာ ICC မှာကြန့်ရှိနေစေထင်ရှားကြော်ကြားတဲ့အမှုတစ်ခုဖြစ်နေတဲ့အတွက်အယူခံကိုပယ်ချတဲ့အခုစီရင်ချက်အတွက်မအံ့ဩမိကြောင်းဒူတာတီရဲ့ရှေ့နေနီကိုလတ်ကော့ဖ်မန်ကပြောပါတယ်။အယူခံကိုခွင့်ပြုလိုက်မယ်ဆိုရင်တရားရုံးမှာစစ်ရဆေးရမယ့်အမှုစီရင်ကလက်တွေ့မှာဘာမှမချမ်းတော့တယ်လို့ဖြစ်သွားမှာပါလို့သူက AFP ကိုပြောကြားခဲ့ပါတယ်။ဒီစားတရားရုံးလှုပ်ထုံးလုပ်ပြီးတရက်အနေနဲ့တရားခွင့်မစမီနောက်ဆုံးအဆင့်အဖြစ်ဒူတာတီပေါ်ဆွဆွဲချက်တွေအားအတီးပြုတ်မီမပြုတ်မီကိုတရားသူကြီးတွေကတုံးတက်နေကြကအတီးပြုတ်ပါကအာရှကနေနိုင်ငံကောင်းဆောင်ဟောင်းတူပေါ်ပထမဆုံးအချိန်တရားစွဲဆိုမှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်ရှင်။ထရန့်ကအပြစ်ကရက်စတဲ့ပတ်တန်းတိုးလိုက်ပြီးနောက်ဟော်မုစ်ရေလက်ကြားမှာအီရန်ကတင်ပေါ်3စင်းကိုပြစ်ခတ်တဲ့တဲ့ရင်ကိုဆက်လက်နားဆင်ပေးပါခင်ဗျာအီရန်ဟာဧပြီလ22ရက်နေ့မှာဟော်မုစ်ရေလက်ကြားမှာတင်ပေါ်3စင်းကိုပြစ်ခတ်ခဲ့ပြီး2စင်းကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်စိတ်ကမ်းတွေကိုအမေရိကန်ရဲ့ပိတ်ဆို့မှုကိုဆက်လက်ထားရှိရင်းအပြစ်အခတ်ရက်စရေးကိုတပ်တန်းတိုးလိုက်ပြီးနောက်တရက်မှာပဲအခုတိုက်ခိုက်မှုတွေပေါ်ပေါက်လာတာဖြစ်ပါတယ်
ပုံမှန်ငင်းချက်တဲ့အချိန်ကာလတွေမှာကမ္ဘာရင်းနဲ့ရောင်းဝယ်ကုန်သွယ်မှုရဲ့20ရာခိုင်နှုန်းခန့်ဖြတ်တန်းရအဲ့ဒီရေလေကြားမှာအမေရိကန်နဲ့အီရန်တို့အကြားထိပ်တိုက်ရင်ဆိုင်မှုတွေကြောင့်ပို့ကုန်အားလုံးနှိပါရပ်တန့်လူနှိပါဖြစ်နေပြီးအဆုံးသတ်မဲ့အခြေအနေကိုလည်းမမြင်ရသေးပါဘူး။အီရန်တော်လှန်ရေးအဆောင်တပ်ဖွဲ့ဟာဖမ်းဆီးထားတဲ့သင်္ဘောနှစ်စင်းကိုအီရန်နိုင်ငံကိုခေါ်ဆောင်သွားကြောင်းအီရန်မီဒီယာတွေကဖော်ပြပြီးဒါကအခြေအနေကိုပုံမတင်းမာစေခဲ့တာပါ။ဒါပေမဲ့ဒီသင်္ဘောဖမ်းဆီးမှုတွေကအပြည့်အခက်ရစရဲ့စီကံသတ်မှတ်ချက်တွေကိုချိုးဖောက်တာမရှိဘူးလို့အင်ဖြူတော်ကပြောပါတယ်။အခုပဋိပက္ခတွေကြောင့်ဒေတာတွင်းတာမကကပတ်တဝန်းမှာပါလောင်စာဆီဈေးနှုန်းတွေအဆမတန်မြင့်တက်ခဲ့တယ်လို့စားတောက်ကုန်နဲ့တခြားကုန်ပစ္စည်းအများအပြားရဲ့ကုန်ကျစရိတ်ကိုလည်းမြင့်တက်စေခဲ့တာပါ။နိုင်ငံတကာစံနှုန်းတွေဖြစ်တဲ့ဘရက်ရီနဲ့ဇိန်းဈေးဟာတစီကိုဒေါ်လာ100ကျော်အထိရောက်ရှိသွားပြီးဒါကစစ်မဖြစ်မီအခြေအနေထက်35ရာခိုင်နှုန်းမြင့်တက်သွားတာဖြစ်ပါတယ်။အီရန်မီဒီယာတွေရဲ့ဖော်ပြချက်အရသင်္ဘောနှစ်စင်းဖြစ်တဲ့ MSC Francesca နဲ့ Ipami Nordest တို့ကိုအီရန်ကိုအဆောင်ရှောင်းနဲ့ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ပါကစ္စတန်နိုင်ငံမှာအပြည့်အခက်ရစရဲဆွနေဝတ်တယ်မလုပ်မီအမေရိကန်ဘက်ကလည်းအစောပိုင်းကအီရန်သင်္ဘောနှစ်စင်းကိုဖမ်းဆီးခဲ့ပါသေးတယ်။ လိုက်ဘေးရီးယားမှာမှတ်ပုံတင်ထားတဲ့ Ipami Nordest သင်္ဘောရဲ့စီမံခန့်ခွဲမှုကုမ္ပဏီဖြစ်တဲ့ Technoma ကပြောကြရမှာသူတို့ရဲ့သင်္ဘောဟာဥမန်ကန်ရိုးတဲ့အလွန်မှာလက်နက်ကင်ဆက်လက်တစင်းရဲ့ချင်းကပ်ပစ်ခတ်တာကိုခံခဲ့ရတယ်လို့ဆိုပါတယ်။ဒါကြောင့်သင်္ဘောရဲ့ပစ်ကင်ခန်းထိခိုက်ပျက်စီးသွားတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်နိုင်ရဲ့အနေငယ်အကြမှာဒုတိယမြောက်ကုန်တင်သင်္ဘောတစင်းထပ်မံပစ်ခတ်တိုက်ခိုက်ခံခဲ့ရပေမဲ့ပျက်စီးမှုမရှိဘူးလို့သိရပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီသင်္ဘောမှာရေပြင်မှာရပ်တန့်သွားခဲ့ရတာပါ။သင်္ဘောနှစ်စင်းစလုံးမှာရှိတဲ့သင်္ဘောသားတွေထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့သိရပါတယ်။အီရန်တော်လှန်ရေးအဆောင်တပ်ဖွဲ့ဟာတတိယမြောက်သင်္ဘောဖြစ်တဲ့ Euphoria ကိုလည်းတိုက်ခိုက်ခဲ့ကြောင်းနဲ့အဲ့ဒီသင်္ဘောဟာအီရန်ကန်ယူထဲမှာတောင်းတင်နေတယ်လို့အီရန်မီဒီယာတွေကဖော်ပြပါတယ်။ဒါပေမဲ့နောက်ထပ်အသေးစိတ်ကိုထုတ်ပြန်ဖော်ပြတာတော့မရှိပါဘူးခင်ဗျာ။ထိုက်တန်းတဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီထိရရှိလာတဲ့ငွေလဲနှုန်းရွှေစဲ73စီစဉ်နဲ့စောင်းစီစဲတွေကိုတင်ပြပေးပါမယ်ဒါတွေကိုမြစီမသတင်းတောက်ကိုမြတ်သူရကစုစည်းတင်ဆက်ပေးမှာပါခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ2100ကျပ်ခင်ပပေါက်စီ9200ဘူးစင်ချာစင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စေ1650တသမနှစ်ကိုကျန်ခင်ပပေါက်စီဘုံမောင်တော့50ခုကျန်ရောပါတဲ့ယူရိုကိုစစ်ကောင်စီသတ်မှတ်စေ1460တသမ5ကျန်ခင်ပပေါက်စီ9000ကျန်ဒိုင်းဘတ်ဘတ်ကိုစစ်ကောင်စီသတ်မှတ်စေ65တသမ3ခုကျန်ခင်ပပေါက်စီ132တသမ5ကျန်လေးရှာတပိကကိုစစ်ကောင်စီတမန်စီ931တက်တမနှစ်ခုချာကင်ပပေါက်စီ1080ကျပေါက်စီရှိပါတယ်ပေါ်ပြပါငွေလည်းနှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်တယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အပေါက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့တင်းတမန်စီ90သိန်းကျကင်ပပေါက်စီ105သိန်း9000ကျ15ပဲတစ်ချက်သားကိုရွှေကုန်တဲ့တင်းတမန်စီ66သိန်း96,250ကျပ်ပြေပပေါက်စီ99သိန်း9000ကျပ်ပေါက်စီရှိပါတယ်ဘောပြပါရွှေစင်းတို့တွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်တယ်မဆုံးရရန်ကုန်73စီစင်းတို့တွေကတော့ဒီဇယ်ကလီတာကို6485ကျပ်ပရီမီယံဒီဇယ်ကလီတာကို4955ကျပ်အော်ဒီနဲ့ဒီတူကလီတာကို4935ကျပ်အော်ဒီ95ကလီတာကို4945ကျပ်ပေါင်ရွှေရှိပါတယ်ဘောပြပါ73နေစင်းလုံးတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းဒီစင်းလုံးတွေကတော့စောင်းဒီတပိတ်သားကိုစစ်ကောင်စီတပ်မှတ်စေ6985ကျပ်ခင်ပပေါက်စီ12000ကျပ်ပေါင်ရွှေရှိပါတယ်ဘောပြပါစင်းလုံးတွေကတော့အချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်The Mizima Prime Time Mizima တဲ့အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်